ရဘူးနေငေါ့လာကြည့်နေတယ်ငေါ့မကြည့်လဲလို့ငါပြောတာပဲနဲ့နေနှာခေါင်းတင်ကြလို့ငေါ့မကြည့်နဲ့အဲ့ဟိုနောက်ထွက်လိုက် မေးပါဗျာ